မင်္ဂလာပါ Sports and ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မနေ့ပြန်ဆိုရင်တက္ကသိုလ်လုံးကစောင့်မျှော်နေတဲ့ Champions League ရဲ့ Quarter Final ပွဲစဉ်တွေပြန်လည်စတင်တော့မှာပါ။ဒီလိုကြီးကျယ်တဲ့ညတွေရောက်လာတိုင်းကျွန်တော်တို့သတိရမိတဲ့ကစားသမားအချို့ရှိပါတယ်။သူတို့ဟာရိုးရိုးကစားသမားတွေမဟုတ်ဘဲ UCL ညတွေကိုပိုင်ဆိုးထားတဲ့ဥရောပဘရင်တွေပါ။ဒီနေ့ဗီဒီယိုမှာတော့ Champions League သမိုင်းမှာ iconic အဖြစ်ဆုံး Gandwin ကစားသမား9ယောက်အကြောင်းကိုတင်ဆက်ပေးသွားမှာပါ။နံပါတ်9မှာတော့ Karim Benzema ပါ။ Ronaldo ထွက်သွားပြီးနောက်မှာ Real Madrid ကိုဘသူကဥဆောင်မလဲလို့အားလုံးကစိုးရိမ်ခဲ့ကြပါတယ်။ဒါပေမဲ့ Karim Benzema ကသူဟာအပိုလူမဟုတ်ဘူးဆိုတာကို2020မှာသက်သေပြခဲ့ပါတယ်။ PSG နဲ့ Man City တို့လိုအသင်းကြီးတွေကို Quarter Final နဲ့ Semi Final တွေမှာဒီလောက်ထဲနဲ့အိမ်ပြန်ပို့ခဲ့တဲ့ Benzema ရဲ့ခြေစွမ်းတာအရန်ကောင်းလွန်လာပါတယ်။သူဟာအရေးကြီးတဲ့အချိန်မှာဂိုးသွင်းဖို့ဘယ်တော့မှလက်တော့မနေတဲ့တကယ် big game player ပါ။နံပါတ်6ကတော့ Liverpool ရဲ့ထာဝရခေါင်းဆောင် Steven Gerrard ပါ2005ခုနှစ် Istanbul ညောင်းမှာ3ဂိုးပြည့်ရှုံးနေတဲ့အခြေအနေကနေတသင်းသားတွေကိုစိတ်ဓာတ်မကျအောင်ဘလို့နှိုးဆော်ရမလဲဆိုတာသူပြသခဲ့ပါတယ်6မိနစ်အတွင်းအန်အောစရာအကောင့်နဲ့ comeback ကိုစတင်ပေးခဲ့တဲ့သူ့ရဲ့ခေါင်းဆောင်မှုက UCL သမိုင်းမှာ iconic ရဲ့ဆုံးပါပဲ Gerrard ဆိုတာစီးရင်စရာတွေထက်စိတ်ဓာတ် passion နဲ့ကစားတဲ့သူပါနံပါတ်5ကတော့ Sergio Ramos ပါတိုက်စစ်မှုမဟုတ်ပေမဲ့တိုက်စစ်မှုတွေထက်ဂိုးပိုသွင်းတတ်တဲ့နောက်ခံလူတစ်ယောက်ပါ UCL မှာမိနစ်90ပြည့်လို့အားလုံးကရှုံးပြီလို့ထင်ထားကြပါ Ramos ရဲ့ခေါင်းတိုက်ချက်တွေကပွဲလာလက်ကိုပြောင်းလဲပစ်လေရှိပါတယ်2014မှာ Atletico Madrid ကိုဒူးထောက်စေခဲ့တဲ့သူရဲ့60နှစ်48မိနစ်ကဂိုးဟာ Real Madrid ရဲ့ဆဲချိန်မြောက်ဖလားအတွက်အဓိကတော်ချက်ချစ်ခဲ့ပါတယ်သူဟာခေါင်းဆောင်မှုပိုင်းရောစိတ်ဓာတ်ပိုင်းပါအားကောင်းဆုံး iconic ကစားသမားပါနံပါတ်4ကတော့ကွင်းလယ်မော်စီယာလို့တင်စားရတဲ့ Iniesta ပါ UCL သမိုင်းမှာအငင်းကွာစရာအကောင်းဆုံးနဲ့စိတ်လှရှားစရာအကောင်းဆုံးညတွေကိုပြောရင် Iniesta ကိုခြံထားလို့မရပါဘူး2009ခုနှစ် Quarter Final ကျော်ပြီးတော့ Semi Final မှာ Chelsea ကိုသွင်းယူခဲ့တဲ့သူ့ရဲ့အဝေးကန်ကျဲဂိုးဟာဘာစီလိုနာပရိသတ်တွေရဲ့တက်တော့နက်ဖျားရဲ့လက်ဆောင်ပါ Iniesta ဟာဘောလုံးကိုခြေဖျားနဲ့ကစားရုံတင်မကပဲကွင်းတစ်ခုလုံးကိုပုံဖော်နိုင်တဲ့တကယ့် mastermind တစ်ယောက်ပါနံပါတ်3ကတော့အသက်38နှစ်အထိဥရောပကိုကိုင်းလုခဲ့တဲ့ Luka Modric ပါ UCL ဆိုတာခွန်အားတင်မကပဲဥနောင်နဲ့လည်းကစားရတဲ့ပြိုင်ပွဲပါအဲ့ဒီနေရာမှာ Luka Modric ကိုဘယ်သူမှမမိပါဘူးအသက်38နှစ်အထိ Real Madrid ကွင်းလေမှာမော်ပန်းချင်းမရှိပဲကစားခဲ့ပြီး UCL ကလား6လုံးအထိ2024အပါအဝင်ရယူထားသူပါ2020မှာ Chelsea ကိုအနိုင်ရအောင်ဂိုးဖန်တီးပေးခဲ့တဲ့သူ့ရဲ့ပေးပို့မှုဟာ UCL သမိုင်းမှာအလှဆုံးဖန်တီးမှုအဖြစ်အမြဲတမ်းကြံရှိနေမှာပါနံပါတ်2ကတော့ဘောလုံးနှစ်ဖျား Messi ပါ Messi ဟာ UCL မှာမောဇာနာအခိုင်အမာတကောင်းများကိုဖန်တီးခဲ့ပါတယ်2017မှာ Real Madrid ကစားသမား9ယောက်ကိုတယောက်တည်းကြော်ဖြတ်ပြီးသွင်းခဲ့တဲ့ဂိုးနဲ့2015မှာဘိုအာတင်းကိုလဲကျော်သွားအောင်လွှဲစားခဲ့တဲ့ပုံရိပ်တွေကပရိသတ်တွေရဲ့ရင်ထဲမှာအမြဲတမ်းရှိနေမှာပါသူဟာအရေးကြီးတဲ့ပွဲတွေမှာဂိုးသွင်းကြုံတယ်မကပဲပွဲတစ်ခုလုံးကိုသူ့ရဲ့ခြေပြားအောက်မှာထားနိုင်တဲ့ပါရမီရှင်တစ်ယောက်ပါနောက်ဆုံးနံပါတ်1ကတော့တခြားသူမဟုတ်ပါဘူး Mr. Champions League လို့ခေါ်ရမယ့် Cristiano Ronaldo ပါဖလန်းမားချိန်ဂိုးပေါင်းများတရားလိမ့်ကြော်ပါတယ်အထူးသဖြင့် Quarter Final နဲ့ Semi Final လို့အရေးကြီးတဲ့ပွဲတွေရောက်လာရင် Ronaldo ဟာဘသူမှမတားဆီးနိုင်တဲ့စက်ရုပ်တရုပ်လို့ဂိုးတွေဆက်တိုက်သွင်းလိရှိပါတယ်သူကွင်းထဲမှာရှိနေရင်မဖြစ်နိုင်တာမရှိဘူးဆိုတာကိုအကြိမ်ကြိမ်သက်သေပြခဲ့သူပါဒီဥရောပဘီရင်တွေက Champions League ညတွေကိုအမတ်တရားတွေနဲ့ပြည့်နေစေခဲ့ပါတယ်မနက်ဖြန်မှာကစားမဲ့ Quarter Final ပွဲတွေမှာတော့သူတို့လိုဥရောပဘီရင်တွေဖြစ်လာမဲ့သူဘယ်သူရှိမလဲအမ်ဘဘီလားယာမန်လားဒါမှမဟုတ် Vinicius Junior လားမိတ်ဆွေတို့အကွိုက်ဆုံးကစားသမားဘယ်သူလဲဆိုတာ comment မှာပြောပြသွားကြပါဦးအခုလိုစိတ်ဝင်စားစရာအားကစားသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ